ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး73အငယ်1မှ39ဒါဝိဒ်ဤသားအဘရှလုံ၌တာမာအမည်ရှိသောအစင်းလှသောနှမတစ်ယောက်ရှိ၏ဒါဝိဒ်ဤသားအာမနုန်သည်ထိုနှမကိုချစ်လေ၏ချစ်အားကြီးသောကြောင့်နာ၍နေ၏နှမတော်သည်အပြူကညာဖြစ်၏သူ၌အဘယ်သို့အလိုပြည့်စုံမည်ကိုအာမနုန်သည်ကြံ၍မရနိုင်ဒါဝိဒ်အကူရှိမာသားယောနဒပ်သည်အာမနုန်၏အဆွေခင်ပွန်းဖြစ်၏ထိုယောနဒပ်သည်လိမ္မာသောသူဖြစ်၏ကိုရောသည်ရှင်ဘုရင်၏သားတော်ဖြစ်လျက်အဘယ်ကြောင့်တစ်နေ့ထက်တစ်နေ့ပိန်ချုံတော်မူသည်နည်းကျွန်တော်ကိုမပြောချင်သလောဟုမေးလျင်အာမနုန်ကငါညီအဘရှလုံ၏နှမတာမာကိုတတ်သောစိတ်ရှိသည်ဟုပြန်ပြော၏ယောနဒပ်ကလည်းကဒင်ပေါ်မှာတုံးလုံးနေ၍နာဟန်ဆောင်ပါခမည်းတော်သည်အကြည့်အရှုကြွလာတော်မူသောအခါအကျွန်ုပ်နှမတာမာလာ၍ကျွေးမွေးပါစေသူချက်သောစားစရာကိုအကျွန်ုပ်သည်မြင်၍သူလက်၌စားရမည်အကြောင်းအကျွန်ုပ်ရှေ့မှချက်ပါစေဟုအခွင့်တောင်းရမည်ဟုအကြံပေးသည့်အတိုင်းအာမနုန်သည်တုံးလုံးနေ၍နာဟန်ပြု၏ရှင်ဘုရင်သည်အကြည့်အရှုကြွလာတော်မူသောအခါအာမနုန်ကအကျွန်ုပ်နှမတာမာလာပါစေသူလက်၌အကျွန်ုပ်သည်စားရမည်အကြောင်းအကျွန်ုပ်ရှိမှမုတ်ပြားနှစ်ပြားကိုလုပ်ပါစေဟုရှင်ဘုရင်အားအခွင့်တောင်းလေ၏ဒါဝိဒ်သည်လည်းတာမာအိမ်သို့လူကိုစေလွှတ်၍တင်ဤမောင်အာမနုန်အိမ်သို့သွားပြီးလျင်စားစရာကိုချက်ပေးပါဟုမှာလိုက်သည့်အတိုင်းတာမာသည်မောင်အာမနုန်အိမ်သို့သွား၍အာမနုန်သည်တုံးလုံးနေ၏တာမာသည်မုံညက်ကိုယူ၍နယ်ပြီးမှမောင်ရှိမှမုတ်ပြားတို့ကိုလှုပ်၍ဖုတ်လေ၏ပကံပြားကိုလည်းယူ၍အာမနုန်ရှိမှလောင်းထားတော်လေသူသည်မစားဘဲလူအပေါင်းတို့ကိုငါထံမှထွက်သွားစေဟုဆိုသဖြင့်လူအပေါင်းတို့သည်ထွက်သွားကြ၏တာမာအားလည်းတစ်လက်၌ငါစားရအောင်အခန်းထဲသို့ယူခဲ့လောဟုဆိုသည့်အတိုင်းတာမာသည်မိမိလုပ်သောမုတ်ပြားတို့ကိုယူ၍မောင်အာမနုန်ရှိရာအခန်းထဲသို့ဝင်လေ၏ထို့သို့အာမနုန်စားစရာဘို့ယူခဲ့သောအခါသူသည်နှမလက်ကိုဆွဲ၍ငါနှမငါနှင့်အိပ်ပါဟုဆို၏တာမာကလည်းမပြုပါနှင့်ငါမောင်ငါကိုမရှုံချပါနှင့်ဣသရေလအမျိုး၌ဤသို့သောအမှုကိုမပြုသင့်ဤအမှုဆိုးကိုမပြုပါနှင့်ပြုလျင်ငါသည်ရှက်ခြင်းနှင့်အဘယ်သို့ကင်းလွတ်မည်နည်းတင်သည်လည်းဣသရေလအမျိုး၌လူမိုက်ကဲ့သို့ဖြစ်လိမ့်မည်တို့ဖြစ်၍ရှင်ဘုရင်ကိုရှောက်ပါလော့ရှောက်လျင်မပေးစားဘဲနေတော်မမူပါဟုပြောဆိုတော်လေအာမနုန်သည်နားမထောင်နှမထက်အားကြီးသဖြင့်အနိုင်ပြု၍အိပ်လေ၏တဖန်အာမနုန်သည်နှမကိုအလွန်မုန်းပြန်၏အရင်ချစ်အားကြီးသည်ထက်မုန်းအားသာ၍ကြီးသဖြင့်တင်ထ၍သွားတော်ဟုဆို၏နှမကလည်းအကြောင်းမရှိပါငါ၌ပြုဘူးသောအပြစ်ထက်ယခုနှင်ထုတ်သောအပြစ်သာ၍ကြီးသည်ဟုဆိုတော်လေအာမနုန်သည်နားမထောင်အစေခံကျွန်တယောက်ကိုခေါ်၍ဤမိန်းမကိုနှင်ထုတ်လော့သူနောက်မှတကားကျင်ထိုးလောဟုစီရင်၏အပြူကညာဖြစ်သောရှင်ဘုရင်၏သမီးတော်ဝတ်တက်သည့်အတိုင်းအစင်းအယောင်ထူးခြားသောအဝတ်ကိုဝတ်လျက်ရှိသောတာမာကိုအစေခံကျွန်သည်နှင်ထုတ်၍သူနောက်မှတကားကျင်ထိုးလေ၏တာမာသည်လည်းခေါင်းပေါ်မှပြာကိုတင်၍အစင်းအယောင်ထူးခြားသောအဝတ်ကိုဆုပ်ပြီးမှခေါင်းပေါ်၌လက်တင်၍ငိုကြွေးလျက်ပြန်သွား၏မောင်ရင်းအဘရှလုံကလည်းငါအကိုအာမနုန်သည်တင်နှင့်အတူရှိပြီလောသို့တော်လည်းငါနှမတိတ်ဆိတ်စွာနေလောသူသည်တင်ဤမောင်ဖြစ်၏ဤအမှုကိုမမှတ်နှင့်ဟုဆိုသောတာမာသည်မိမိမောင်အဘရှလုံအိမ်၌စိတ်ညံစွာနေ၏ဒါဝိဒ်မင်းကြီးသည်ထိုအမှုအလုံးစုံကိုကြားသိသောအခါအလွန်အမျက်ထွက်၏အဘရှလုံသည်အကိုအာမနုန်အားကောင်းသောစကားမကောင်းသောစကားကိုမပြောတို့ရာတွင်နှမတာမာကိုရှုံချသောကြောင့်အညှိုးထား၏ထို့နောက်နှစ်နှစ်စေ့သောအခါအဘရှလုံသည်အေဖရိမ်မြို့အနာ
ဘာလဟာဇော်ရွာမှာတိုးမွေးညက်ပွဲကိုခံ၍ရှင်ဘရင်ဤသားတော်အပေါင်းတို့ကိုခေါ်ဖိတ်လေ၏အဘရှလုံသည်လည်းရှင်ဘရင်ထံတော်သို့သွား၍ကိုရောကျွန်သည်တိုးမွေးညက်ပွဲကိုခံပါ၏ကျွန်များတို့ကိုခေါ်၍ကိုရောကျွန်နှင့်အတူကိုရောတိုင်ကြွတော်မူပါဟုရှောက်လျင်ရှင်ဘရင်ကမသွားသင့်ငါသာလူအပေါင်းတို့ကိုမသွားစေနှင့်စရိတ်များမီကိုစိုးရိမ်စရာရှိသည်ဟုဆိုသဖြင့်အဘရှလုံသွေးဆောင်တော်လေကိုရောတိုင်မလိုက်ပဲကောင်းကြီးပေး၏အဘရှလုံကလည်းလိုက်တော်မမူလျင်နောင်တော်အာမနုံလိုက်ရသောအခွင့်ကိုပေးတော်မူပါဟုရှောက်ပြန်တော်ရှင်ဘရင်ကအဘယ်ကြောင့်လိုက်စီရမည်နည်းဟုဆိုတော်လေအဘရှလုံပူဇာသောကြောင့်အာမနုံမှစ၍သားတော်ရှိသမျှလိုက်ရသောအခွင့်ကိုပေးတော်မူ၏အဘရှလုံကလည်းအာမနုံသည်စပြည့်ရည်ကိုတောက်၍ရွှင်လန်းသောအခါစောင့်နေကြအာမနုံကိုထိုးခုတ်ကြဟုငါဆိုသောအခါတေအောင်လှုပ်ကြံကြမစိုးရင်ကြနှင့်ငါစီရင်သည်မဟုတ်လောအာယူ၍ရဲရင်ချင်းရှိကြလောဟုမိမိကျွန်တို့အားမှားထားနှင့်သည့်အတိုင်းသူတို့သည်အာမနုံကိုပြုကြ၏ထိုအခါရှင်ဘရင်ဤသားတော်အပေါင်းတို့သည်ထ၍လားကိုစီးလျက်ပြေးသွားကြ၏သူတို့မရောက်မီအခြားသူလာ၍အဘရှလုံသည်အရှင်မင်းကြီးဤသားတော်အပေါင်းတို့ကိုတတ်ပါပြီတယောက်မျှမကြံကျွင်းပါဟုနားတော်ရှောက်လေ၏ရှင်ဘရင်သည်ထ၍အဝတ်တော်ကိုဆုပ်လျက်မြေပေါ်မှတုံးလုံးနေ၏ကျွန်တော်အပေါင်းတို့သည်လည်းမိမိတို့အဝတ်ကိုဆုပ်လျက်အနားတော်၌နေကြ၏ဒါဝိဒ်အကိုရှိမာဤသားယောနဒတ်ကအရှင်မင်းကြီးဤသားတော်အပေါင်းတို့ကိုတတ်လေပြီဟုသောစကားကိုယုံတော်မမူပါနှင့်အာမနုံတယောက်ဒီသာတည်ပါပြီအဘရှလုံနှမတာမာကိုအာမနုံသည်ရှုံချသောနေ့မှစ၍ဤအမှုကိုသူဤမောင်စီရင်ပါပြီယခုမှကျွန်တော်သခင်အရှင်မင်းကြီးဤသားတော်အပေါင်းတို့သည်တည်ကြပြီဟုထင်လျက်စိတ်ညှိုးငယ်တော်မမူပါနှင့်အာမနုံတယောက်သည်သာတည်၍အဘရှလုံလည်းပြေးပါလိမ့်မည်ဟုရှောက်လေ၏ထိုအခါကင်းဆောင်လူလင်သည်မျှော်ကြည့်၍မိမိနောက်၌တောင်ချေရင်လမ်းမှာလူများလာသည်ကိုမြင်၏ယောနဒတ်ကလည်းအရှင်မင်းကြီး၏သားတော်တို့သည်လာကြပါပြီကိုရောကျွန်ပြောသောစကားမှန်ပါ၏ဟုရှောက်သည့်အဆုံး၌ရှင်ဘုရင်၏သားတော်တို့သည်ရောက်လာ၍အတန်ကိုလွှင့်လျက်ငိုကြွေးကြ၏ရှင်ဘုရင်နှင့်ကျွန်တော်အပေါင်းတို့သည်ပြင်းစွာငိုကြွေးကြ၏အဘရှလုံသည်ပြေး၍ဂေရှုရမင်းကြီးအမိဟုတ်တာတာလမဲထံသို့သွား၏ဒါဝိဒ်သည်မိမိသားကြောင့်နေ့တိုင်းငိုကြွေးမြည်တမ်းလေ၏အဘရှလုံသည်ဂေရှုရိမြို့သို့ပြေးပြီးမှ3 နှစ်နေ၏တဖန်ဒါဝိဒ်မင်းကြီးသည်အာမနုံတည်သောကြောင့်ထိုသူကိုအောင်းမေသောစိတ်အားလျော့သဖြင့်အဘရှလုံကိုလွမ်းဆွလျက်နေ၏အာမင် God bless you